အားလုံးပဲမင်္ဂလာပါကျွန်တော်ကိုချိုပါကိုချို TV ရဲ့ channel နေပြီးတော့ဒီနေ့ unboxing လုပ်ပြပေးမယ့်ဖုန်းကတော့ Nothing 4 3A Pro ပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့ unboxing လုပ်ပြပေးမှာတော့ Nothing 4 3A Pro ပဲဖြစ်ပါတယ် Nothing Phone 3A Pro ပဲဖြစ်ပါတယ်သူကတော့ကတ်ထူစက်ကူနဲ့လာပါတယ်ဆိုတော့ဒီနေရာမှာ open ဆိုတဲ့ကလုတ်လေးပါပါတယ်အဲ့ဒါလေးကိုကျွန်တော်ကင်မရာကတော့ကျွန်တော်တို့ periscope ကင်မရာဖြစ်တဲ့အတွက်အနောက်မှာတိတိတတ်တာကိုထူနေတာတွေ့ရပါလိမ့်မယ်ဒီမှာကြတော့ကျွန်တော်တို့ဒီမှာ speakerရဲ့ကျွန်တော်တို့ USB Type-C ပေါက်ရဲ့ပြီးလို့ရှိရင်ဒီဘက်မှာ single tap tray တစ်ခုပါပါတယ်ပြီးလို့ရှိရင်ဒီဘက်မှာကြတော့ခလုံးနှစ်ခုပါပါတယ်ဒီဘက်မှာကြတော့ကျွန်တော်တို့ဒီကလောကတော့ကျွန်တော်တို့ essential key ဆိုတဲ့ကလောတစ်ခုပါပါတယ်ပြီးလို့ရှိရင်ဒီဘက်မှာကြတော့ power button လေးပါပါမယ်ဘူးတမပါလဲဆိုလို့ရှိရင် USB Type C to Type C ကျိုးတစ်ပင်ပါပါတယ်အနောက်ကပါကြတော့ကျွန်တော်တို့ glass ဖြစ်ပါတယ်နဘေး body ကကြတော့ aluminum body ဖြစ်ပါတယ် Nothing 4 3A နဲ့ 3A Pro ကကြတော့ကျွန်တော်တို့ကင်မရာမှာကွာမှာဖြစ်ပါတယ်အခုကျွန်တော်ဖွင့်ပြတဲ့ဖုန်းကတော့ Nothing 4 3A Pro ပဲဖြစ်ပါတယ် Nothing 4 3A Pro မှာကျွန်တော်တို့ကင်မရာ3လုံးပါမှာဖြစ်ပါတယ်တကယ်လို့ 3A ရိုးရိုးဆိုလို့ရှိရင်တော့ကင်မရာ2လုံးပဲပါမှာဖြစ်ပါတယ်ကျွန်တော်ပါဝါကိုဖွင့်စမ်းပြပါမယ်
ဒါကတော့ essential key ကိုဘယ်လိုသုံးမယ်ဆိုတာကိုပြထားတာဖြစ်ပါတယ် essential key ကကြတော့ကျွန်တော်တို့ AI power of AI တဲ့ essential key ကိုနှိပ်ပြီးဖိပြီးတော့နှိပ်ထားလို့ရှိရင်ကျွန်တော်တို့ screenshot ရိုက်တာဖြစ်ပါတယ်ပြီးလို့ရှိရင်ထပ်နှိပ်ထားမယ်ဆိုလို့ရှိရင် audio record လုပ်ပေးမယ်ခလုတ်ပဲဖြစ်ပါတယ်Nothing for 3 Pro 3A Pro OS က350ပဲဖြစ်ပါတယ်Nothing ဖုန်းမှာထူးခြားချက်တစ်ခုကကြတော့ကျွန်တော်တို့ OS ကို UI ကို2မျိုးသုံးလို့ရမှာဖြစ်ပါတယ်ပုံမှန်ကျွန်တော်တို့သုံးနေကြ default Android မှာသုံးတဲ့ UI သုံးလို့လည်းရတယ်လို့မျိုး Nothing ရဲ့ UI တစ်မျိုးဖြစ်တဲ့ Nothing UI ကိုလည်းသုံးလို့ရပါတယ်အခုကြတော့ကျွန်တော် Nothing UI ပဲရွေးလိုက်ပါမယ်Nothing UI ကြတော့ကျွန်တော် Android မှာမြင်နေကြပုံစံမဟုတ်ပဲနဲ့ Nothing ရဲ့ UI ပုံလေးတွေဖြစ်ပါတယ်ခုဆိုလို့ရှိရင်ကျွန်တော်တို့ Nothing for 3A Pro อ่ะဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာကိုယ်ပိုင် UI နဲ့ဖြစ်တဲ့အတွက်ကြည့်ရတာကတော့ကျွန်တော်တို့ design ကတော့တော်တော်ကိုလမ်းပါတယ်နောက်မှာကင်မရာသုံးလုံးပါပါတယ်Nothing Phone 3A Pro ဆိုလို့ရှိရင် 12GB 256GB နဲ့ကျွန်တော်တို့18900 ဘတ်နဲ့ကျွန်တော်တို့ဝယ်လို့ရမှာဖြစ်ပါတယ် Samsung တို့ Oppo တို့မသုံးချင်လို့ရှိရင်ကျွန်တော်တို့ Android ဖုန်းထဲမှာ Nothing Phone ကိုဝယ်ပြီးတော့သုံးကြည့်လို့ရပါတယ် Nothing Phone ကလည်းသူ့ရဲ့ UI နဲ့သူ့ style နဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့က mid range ဖုန်းတစ်လုံးအနေနဲ့တော့တော်တော်ကိုတန်တဲ့ဖုန်းတစ်မျိုးပဲဖြစ်ပါတယ်